ငရုတ်ပွားတွေကြတလုံးနဲ့တော့ခင်းညင်သီးလေးကိုရှာပါပုံကားချက်ထဲကလိုနေတဲ့အစိပ်ပိုင်းလေးကိုဖြစ်ပေးပါပြပင်လယ်တတော်လေးတွေကြတကောင်နဲ့တော့ခွေးလေးကိုရှာပါပုံထဲမှာတဲ့တစ်ချိန်မဲ့ရေးထားတဲ့နံပါတ်ကဘယ်နံပါတ်လဲပြအခရာတွေကြတခုတည်းသော emoji လေးကိုရှာပါလူတွေအများကြီးကြပုံနေတဲ့ကြောင်လေးကိုရှာပါကဲဒီကနေ့ကတော့မျက်စိလင်းလင်းတွေသားအလွယ်တကူရှာတွေ့နိုင်မယ့်ဖွက်ထားတဲ့ပုံများအစီအစဉ်လေးကိုတင်ဆက်ပြမှာဖြစ်ပါတယ်ရှင်ငရုတ်ပွားတွေကြတလုံးနဲ့တော့ခင်းညင်သီးလေးကိုရှာပါငရုတ်ပွားကအနီရောင်ရဲ့အဝါရောင်ရဲ့အစိမ်းရောင်၃အောင်ရှိရဲ့ခင်းညင်သီးကကြတော့သူကအနီနဲ့အစိမ်းနှစ်မျိုးရှိမှာအဲ့တို့ကြတော့အဝါကိုဖဲပြီးအနီနဲ့အစိမ်းကြားထဲမှာရှာမယ်နော်ခဏလေးပါကျွန်တော်တွေ့တော့ပါပြီပုံရဲ့ဒီဘက်ဘယ်ချမ်းပါပါအပေါ်မှာအစိမ်းရောင်နှလုံးအောက်ကအနီနဲ့အဝါကြားထဲမှာပါခင်းညင်သီးအနီရောင်လေးပါရှင်ခင်းညင်သီးအနီရောင်ပြောရနော်အပေါ်မှာအစိမ်းရောင်ငရုတ်ပွားနှလုံးအောက်ကအနီနဲ့အဝါကြားထဲမှာခင်းညင်သီးအနီရောင်လေးပါကဲဒီနေ့ကတော့ကျမပထမဆုံးမိကုန်းကနေကမှန်တော့ပါပြီရှင်နောက်ထပ်မိကုန်းတော့ပါမယ်လွယ်လွယ်လေးလာပါနောက်ထပ်မိကုန်းလည်းမှန်ဖြစ်ပါမယ်ရှင်ပုံထဲမှာဘာမှနေလဲပြပုံထဲမှာဘာမှနေလဲဆိုတော့ခဏလေးနော်1 2 3 4 5 6 9 10 9အဲ့ဘာမှလို့တစ်ကလည်းမှန်ပါတယ်နှစ်ကလည်းမှန်အော်သုံးချမပါလို့ဘာမှမအောင်နော်လုံးဒီဥစားတော့မှားတာရှာခိုင်းတာကိုဟိုင်းနော်အပိုင်ကနေ file နှစ်ခါရေးထားတာကိုတွေးကြရလားပြလို့ can you find a mistake here အဲ့အပေါ်အင်္ဂလိပ်စာတန်းကိုကျွန်မမမြင်ဘူးအောက်က1 2 3 4 5 6 9 10 9ထဲမှာပဲအမားလိုက်ရှာနေရသူကမှားတာအပေါ်မှာ file နှစ်ခုဆိုတော့ကြတော့ကျွန်မအဲ့ဒါကိုတွေးလိုက်ပါဘူးဒုတိယမိကွန်းကျွန်မမှားပါတယ်နောက်ထပ်မိကွန်းမှာပုံကားချက်ထဲကလိုနေတဲ့အစိပ်ပိုင်းလေးကိုဖြစ်ပေးပါပြခဏလေးတော့ဖြစ်ပေးမယ် ABCD လေးခုရှိရဲဘယ်လိုဖြစ်နိုင်မလဲဆိုတော့ကြတော့လိုနေတဲ့အစိပ်ပိုင်းကကျတူရဲ့တကောင်ရဲ့ကြော်ရဲ့တကောင်ရဲ့နှုတ်သီးရဲ့ဆိုတော့ကြတော့ကြောနဲ့နှုတ်သီးပါတယ်ဟာ B ကြောနဲ့နှုတ်သီးပါတယ်ဟာ B ပါဒီမှာတော့ဘေးဒီဘက်လေးမှာကြော်လေးပါတယ်ဒီဘက်လေးမှာနှုတ်သီးလေးပါတယ်ဟိုမှာလဲတော့ကြောနဲ့နှုတ်သီးဆိုပြီးကျွန်မရွေးလိုက်တာဒီဥစ္စာတော့ကျွန်မမှန်ပါတယ်ရှင်လိုနေတဲ့အစိပ်ပိုင်းလေးကတော့ B ပါရှင်ဒါတော့မှန်တော့ပါပြီရှင်နောက်ထပ်မိကုန်းသွားပါမယ်နောက်ထပ်မိကုန်းပင်လယ်တတော်လေးတွေကြားတကောင်နဲ့တော့ခွေးလေးကိုရှာပါပင်လယ်တတော်ကရေမြင့်နေငါးတွေအများကြီးရှိရနော်ခဏလေးပါရှိမယ်လေဆိုတော့ကြတော့ခွေးလေးဘယ်နဲ့ရောက်နေလဲရှာလို့မတွေ့ဘူးဟုတ်တယ်ရှာလို့မတွေ့ဘူးတခြားရေပွဲတွေတော့တွေ့တယ်တော့ဘယ်ချမ်းအထိတ်လေးမှာတကောင်နဲ့တော့ခွေးလေးကိုရှာလို့တွေ့ကြရဲ့လားပြတယ်ဆိုကြတော့မတွေ့ဘူးရှင်ကျမရှာရဒီညာဘက်တွေရောအကုန်လုံးဝိုက်ပြီးရှာနေရသူကပုံကထိတ်မှရောက်သွားကြတော့ဒီမျိုးကမှတော့ကျမခွေးလေးကိုရှာလို့မတွေ့ပါဘူးရှင်နံပါတ်23တွေကြာ32ကိုရှာပါโอเคရှာမယ်ဒါတန်းချင်းရှာမယ်နော်ဒုတိယတန်းမှာလည်းမတွေ့ဘူးသုံးနှစ်မြောက်မတွေ့ဘူးတော့နံပါတ်23နေအများကြီးအတန်းနေရလဲဘယ်နှတောင်1 2 3 4 5 6 9 10 10 17တန်းတော့9တိုင်းမြောက်မှာ32တဲ့ဝိုင်းပြထားတဲ့32ကိုတွေးကြရဲလားပြရဲမတွေ့ဘူးကျမတို့ရှာတာအဲ့အတန်းထိကိုမရအောင်တော့ခလဲလောက်နဲ့ကျမချိန်ပြည့်သွားပါတယ်ရှင်ကျမမတွေ့ပါဘူးရှင်တရောင်နဲ့ကွက်ထွက်နေတဲ့နံပါတ်လေးကဘယ်နံပါတ်လဲပြ1 2 3 4 5 6 9 ခုပေးထားတယ်နော်ခဏလေးအကုန်လုံးကအပြောင်းနေတပြေးညီတယ်ကြည့်လိုက်တဲ့ချိန်မှာတော့အပြောင်းလေးပဲမြင်တယ်ကွက်နေလို့မခံစားရအောင်ဒါပေမဲ့တခြားကြည့်မယ်နံပါတ်6ကနည်းနည်းတခြားဟာတွေရင်နေရနံပါတ်6မှန်တယ်နံပါတ်6ပါတယ်မှန်ကြရဲ့လာပြတယ်မှန်ပါတယ်တခြားကြည့်လိုက်တဲ့ချိန်မှာကွာ1 2 3 4 5တွေကအကုန်လုံးကသူအယောင်လေးရနည်းနည်းလေးစီဖြော်နေတာနံပါတ်6လေးပဲအယောင်လေးကတောင့်နေလို့မလို့ဆိုပြီးကျွန်မရွေးချယ်လိုက်တာကျွန်မရွေးချယ်မှုကတော့မှန်ပါတယ်ဒီမိကုန်းမှာတော့ကျွန်မမှန်သွားပါတယ်ရှင်နောက်ထပ်မိကုန်းသွားပါမယ်ပုံထဲမှာရှိတဲ့ဖွက်ထားတဲ့အင်္ဂလိပ်အခရာတွေကိုရှာပါโอเคအင်္ဂလိပ်အခရာတွေဒီဥစ္စာတော့အင်္ဂလိပ်အခရာတော့မတွေ့သေးဘူးငါလုံးပြူကြီးတော့တွေ့ရနော်ခဏလေးရှိရ clear မှာရှိရNADUI ထင်တယ်ဟုတ်တယ် NADUI ပါနေချ NADUI ပါတယ်အပြင်မှန်ကြရလားပြတယ်မှန်ပါတယ်ရှင်ဒီဥစ္စာတော့ကျွန်မမေကွန်းကမှန်သွားတယ်သူကဝါထားတာမဟုတ်ဘူးကွာဝါတော့ဝါထားတယ်နည်းနည်းလေးဟိုဘယ်လိုမျိုးမလဲအယောင်လေးကိုမှိန်ပြီးတော့ဖြော်သွားတာဘေးမှာသူကကွတ်ထားတဲ့အဖြူအောင်ကွတ်လေးတွေကတေချာများလို့အဲ့ဒါလေးကိုကျွန်မမှန်ပြီးပြောလိုက်တာဒီဥစ္စာတော့ကျွန်မမှန်သွားပါတယ်ရှင်ပုံထဲမှာရှိရဝတ်ထားတဲ့နံပါတ်တွေကိုရှာပါโอเคရှာပေးမယ်ဒီထိတ်ကပန်းရောင်နေတဲ့နံပါတ်ကတော့ကျွန်မထင်လို့တွေ့ရနံပါတ် OR နောက်က OR လည်းတွေ့ရခဏလေးခလဲရဟာကိုတခြားကြည့်မယ်တိတ်6ခွန်4ပါ6ခွန်4
ကိုခွန်လေးပါတဲ့အဖြစ်မှန်ကြားရဲ့လာပြတယ်ဆိုကြတော့ကိုခွန်လေးပါအဖြစ်မှန်ကြားရဲ့လာပြမှန်တယ်ရှင်ကျမတော့မှန်ပါတယ်ကိုခွန်လေး6နဲ့4ကရှေ့ဆုံးနဲ့နောက်ဆုံးဟာတော့ကျမမေကွန်းစဖတ်လေးခဏတွေ့ပါတယ်ခလဲခွန်တော့နည်းနည်းလေးသိချကြည့်လိုက်ရပါတယ်ဘလူးအနေနဲ့ကျမကိုခွန်လေးဒီဥစ္စာလေးကျမမှန်သွားပါပဲရှင်နောက်ထပ်မေကွန်းသွားပါမယ်အခရာတွေကြားတခုတည်းသော emoji လေးကိုရှာပါ okay အင်္ဂလိပ်အခရာတွေအများကြီးမှာ emoji ရှာပေးမယ်နော်အခရာတွေနည်းနည်းပြုတ်တလိတ်ခံနေရောကြတော့နည်းနည်းရှားတော့ခက်ခဲမယ်ဗျာအဲ့နည်းလေးထိကျမမရောက်လိုက်ဘူးเนาะအဲ့နည်းလေးထိမရောက်လိုက်ဘူးပြုံးနေတဲ့ emoji လေးပါတဲ့ရှာလို့တွေးကြရဲ့လားဗျမတွေ့ဘူးရှင်ကျမတော့မတွေ့ဘူးเนาะအခုထိပြောကြည့်နေသူတွေလည်းအဲ့ပြုံးနေတဲ့ emoji သေးသေးလေးကိုတွေးကြလားကျမတော့မတွေ့ပါဘူးရှင်နောက်ထပ်မေးခွန်းသွားပါမယ်လူတွေအများကြီးကြာပုံနေတဲ့ကြောင်လေးကိုရှာပါโอเคလူတွေအများကြီးကြာပုံနေတဲ့ကြောင်လေးကဒီကလည်းခုနက emoji ရှာခိုင်းတာလည်းပြစ်စလိခက်လို့ဒီကလူတွေကလည်းပြစ်စလိခက်လို့เนาะခဏလေးရှာပေးမယ်တွေ့သွားပြီအချိန်မှတ်ထားရဲ့နည်းနည်းလေးအပေါ်ထောင်လေးကိုကြည့်လိုက်ကြောင်လေးငုတ်တို့မျိုးလုံးပြပြလေးနဲ့မယ်ပြောရင်တော့အချိန်မှတ်ထားတဲ့တိုင်မာလေးရဲ့မယ်နည်းနည်းအပေါ်ထောင်လေးကိုကြည့်လိုက်တော့ကြောင်အညူအောင်လေးပါမျိုးလုံးပြပြလေးနဲ့ပါရှင်ကျမတို့ရှာလို့တွေ့ပါတယ်တွေ့ကြရလားရှင်ဝိုင်းပြထားတဲ့ကြောင်လေးကိုရှာလို့တွေ့ကြလားဗျတွေ့ပါတယ်ဗျကျမတို့တွေ့ရနော်ဒီကြောင်လေးကတော့ကျမတွေ့သွားပါရှင်နောက်ထပ်မေးခွန်းသွားပါမယ်ပုံထဲမှာတဲ့တစ်ချိန်မဲ့ပါတယ်ချက်စရာကဘယ်တစ်ခုလဲဗျခုနလေးရှာပေးမယ်ကျက်သွန်ပြူက2ခုတွေ့ရယ်ကျက်သွန်နီးရလည်း2ခုတွေ့ရယ်ဘယောကလည်း2ခုဘာသိပါလဲအဲ့ခဏပဲတော့တခုလေးတော့ဟာလေးကတော့ပဲသီးလေးပါပဲသီးလေးပါရှင်ပဲသီးလေးပါတယ်မှန်ကြားရလားပြတယ်မှန်တယ်ခင်ဗျနော်အသီးလေးတွေမှာပြုံးနေတဲ့ပဲသီးလေးပါရှင်ကျွန်မအဲ့ဒါကိုတွေ့ပါတယ်ဂျင်းကလည်း2ခုဟိုးစာငြုံတိရလည်းတည်ရကွာကျန်တဲ့တစ်ခုကဘာလဲမသိဘူးခိုးဖို့မေ့နေတာအဲ့ဒီကိုကျင်းငါးသီးလေး2ခုဆိုကြဒီမိကတော့ကျွန်မမှန်တယ်ရှင်ပုံထဲမှာတဲ့တစ်ချိန်ပဲရေးထားတဲ့နံပါတ်ကဘယ်နံပါတ်လဲပြ okay လောက်ပြန်ပြီခုနကလည်းတစ်ခါဆိုကြတော့ရှာပေးမယ်နော်9ကတစ်ခါလည်းမကောက်ဘူး0လည်းတစ်ခါလည်းမကောက်ဘူး1တစ်ခါလည်းမကောက်ဘူး9လည်းတစ်ခါလည်းမကောက်6 8ဘာလဲလေးကွာဝိုင်းပြထားတဲ့နံပါတ်လေးကိုတွေ့ကြရဲ့လားပြတယ်မတွေ့ဘူးတကယ်တမ်းကကွာ1 2 3 4ဆိုပြီးအစင်လိုက်ရှာလိုက်မှာကျမသွားပြီးတော့9 3 2ဆိုပြီးအပေါ်ကဟာတွေအကုန်လုံးသွားကြိုက်တော့ကျမဒါတော့မတွေ့လိုက်ပါဘူးကဲဒီနေ့စီစဉ်ကလေးတွေလောက်ပါပဲရှင်ခုတပြိုကြည့်နေတဲ့မှာလဲမေကုန်းဘယ်နှခုအဖြစ်ဘယ်နှခုလောက်ရှာတွေ့ခဲ့လဲကွန်မမှန်ခဲ့ပေးကြပါဦးကျမကတော့ဒီနေ့တော်တော်များများတဝက်ထက်ကိုတော်တော်များများဖြည့်ဆို့နိုင်ခဲ့ပါတယ်ကဲဒီနေ့တော့ကလေးလောက်ပါပဲနောက်နေ့မှတစ်ချက်ပုံမကောင်းမတဲ့ဗီဒီယိုနဲ့ပြန်တော့ကြပါမယ်အားလုံးပဲဘိုင်ဘိုင်